အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ဖာရီရှဲနဲ့ကျမ်းတဲ့ပုဂ္ဂိုလ်တွေကယေရှုကိုဘလို့ဆွဆွဲခဲ့တယ်လဲယေရှုဘလို့ပြန်ခြေပခဲ့တယ်လဲယေရှုဘု து တကုန်းနဲ့အံ့ဖွယ်မှုတွေပြုခဲ့တာလဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာဖာရီရှဲရှိမုန်ရဲ့အိမ်မှာခွင့်လွှတ်မှုအကြောင်းပြောပြီးနောက်သိမကြခင်ယေရှုကဂါလိလဲပြည်မှာဒုတိယဟောခြင်းခရီးစဉ်ကိုစတင်ခဲ့ပါတယ်အခုတစ်ခေါက်မှာတပည့်တော်12ယောက်နဲ့အမျိုးသမီးတချို့လည်းသူနဲ့တူလိုက်ပါလာပါတယ်အဲဒီအမျိုးသမီးတချို့ကိုနှဆိုးနောက်ရှက်မှုကင်းအောင်ယောဂတက်တာအောင်ကုသပေးဖူးပါတယ်ရှုရှနယောဟန်နာတို့လည်းပါပါတယ်ယောဟန်နာရဲ့ယောက်ျားကတော့ဟေရုမင်းရဲ့ဇရောကဲခုစားပဲဖြစ်ပါတယ်ယေရှုအကြောင်းလူတွေပိုတိလာတာနဲ့မျှသူ့လှုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီးအငင်းပွားစရာတွေပိုဖြစ်လာပါတယ်နတ်ဆိုးဆွဲနေလို့မျက်စိမမြင်စကားအနေတဲ့လူတစ်ယောက်ကိုယေရှုကုသပေးလိုက်တဲ့အချိန်မှာတော့ပိုဆိုးလာပါတယ်အခုအဲ့ဒီလူဟာနတ်ဆိုးအချုံတော်ကနေလွတ်မြောက်ပြီးစကားပြောနိုင်မျက်စိမြင်နိုင်ပါပြီဒါနဲ့လူအုပ်ကအန်အော်ဘီဒီလူဟာဒါဝိရဲ့သားတော်ဖြစ်နိုင်တယ်လို့ပြောကြပါတယ်ယေရှုနဲ့တပည့်တော်တွေကအစားအစာချိန်မရှိတော့အောင်အိမ်ထဲကိုလူတွေအများကြီးစုဝေးလာကြပါတယ်ယေရှုကိုဒါဝိရဲ့သားလို့ထင်နေတာတော့မဟုတ်ပါဘူးကျန်တဲ့နဲ့ဖာရီရှဲတချို့ဆိုရင်ယေရုရှလင်မြို့ကနေတော့ဆင်းလာကြပါတယ်ယေရှုစီကနေသင်ယူခြင်းလို့သူ့ကိုအားပေးထောက်ပံ့ခြင်းလို့တော့မဟုတ်ပါဘူးအဲ့ဒီအစားသူ့ကိုဘေလဇေဘူလဝန်ကူးနေတာသူကနတ်ဆိုးမင်းနဲ့တဖွဲ့တည်းဆိုပြီးလူတွေကိုလိုက်ပြောနေကြပါတယ်ဒီလိုရေရုပ်တဲဖြစ်နေတာကိုယေရှုရဲ့ဆွေမျိုးတွေကကြားတဲ့အခါသူကအယူပဲဆိုပြီးယေရှုကိုဖမ်းဖို့ရောက်လာကြပါတယ်ယေရှုဟာဘုရားရဲ့သားဆိုတာယေရှုရဲ့ညီတွေကအခုချိန်ထိမယုံကြသေးပါဘူးဒါပေမဲ့ယေရှုရဲ့လုပ်ရက်ကဘာကိုဖော်ပြနေတယ်လဲသူကနတ်ဆိုးဆွဲတဲ့သူကိုကုသပေးလိုက်လို့အဲ့ဒီလူစကားပြောနိုင်ပြီးမျက်စိပြန်မြင်လာပြီးဒီအဖြစ်ပြက်အမှန်ကိုဘယ်သူမှမငြင်းနိုင်ပါဘူးဒါကြောင့်ဂျန်ဒန်နဲ့ဖာရီရှဲတွေကယေရှုကိုမဟုတ်မမှန်ဆွဆွဲပြီးတိတ်ခါချကြပါတယ်ဒီလူဟာနတ်ဆိုးမင်းဘေလဇေဘူလအကူကြီးနဲ့နတ်ဆိုးတွေကိုနင်းထုတ်နေတာလို့ပြောကြပါတယ်။ကျန်တဲ့နဲ့ဖာရီရှဲတွေကဘာတွေတွေးနေမှန်းသိလို့ယေရှုကအခုလိုပြောလိုက်ပါတယ်။နိုင်ငံတစ်ခုမှာပြည်သူတွေစိတ်ဝမ်းကွဲနေရင်အဲ့ဒီနိုင်ငံပျက်စီးမှာပဲ။ဘယ်မျိုးမဆိုဘယ်မိသားစုမဆိုစိတ်ဝမ်းကွဲနေရင်တည်မြဲနိုင်မှာမဟုတ်ဘူး။အဲ့ဒီလိုပဲစာရန်ကိုပြန်နှင်ထုတ်တယ်ဆိုရင်ဒါဟာစိတ်ဝမ်းကွဲနေတာပေါ့။အဲ့ဒီလိုဖြစ်နေရင်သူ့နိုင်ငံဘယ်လိုလုပ်တည်မြဲတော့မှာလဲ။တကယ်ထိရောက်ပြီးကြိုးကြောင်းညီညွတ်တဲ့အရှင်းပြချက်ပါပဲယေရှုကကျွန်တော်ကဘေလဇေဘူလအကူအညီနဲ့နတ်ဆိုးတွေကိုနင်းထုတ်တယ်ဆိုရင်ခမည်းတော်ရဲ့တပည့်တွေကရောဘသူအကူအညီနဲ့နတ်ဆိုးတွေကိုနင်းထုတ်တာလဲလို့လေးလိုက်ပါတယ်တနည်းပြောရရင်သူတို့ရဲ့ဆွဆွဲချက်တွေကသူတို့ကိုပြန်ထိခိုက်စေပါတယ်ယေရှုကအခုလိုဆက်ပြောပါတယ်ဘာကဖျားခင်ရဲ့ဝိညာဉ်တော်ကိုမြှုပ်ပြုပြီးနတ်ဆိုးတွေကိုနင်းထုတ်တာဆိုရင်တင်တို့၌ဖျားခင်နိုင်ငံတော်တည်ချိန်ရောက်ပြီလို့ပြောလိုက်ပါတယ်နတ်ဆိုးတွေကိုနင်းထုတ်တာကစာရန်ကိုအောင်နိုင်တဲ့တက်တည်ဖြစ်မှအခုလိုဥပမာပေးပါတယ်။ခွန်အားကြီးသူကိုအရင်မချီနှောင်မဲ့သူ့အိမ်ထဲကိုဝင်ပြီးပစ္စည်းဥစ္စာတွေလူယူလို့ရမလား။သူ့ကိုအရင်ချီနှောင်ပြီးမှပဲလူယူလို့ရမှာပေါ့။ငါဘက်မှာမရက်တီသူကငါရဲ့ရန်သူပဲ။ငါနဲ့တူမဆူသိန်းသူဟာလည်းကွဲလွန့်စေသူပဲ။ဂျန်ဒန်နဲ့ဖာရီရှဲတွေဟာယေရှုကိုစန့်ကျင်နေခြင်းအပြင်စာတန်ရဲ့ဘက်တော်သားတွေဖြစ်ကြောင်းတက်တည်ပြနေကြပါတယ်။ယေရှုကစာတန်ရဲ့ဘက်တော်သားတွေကိုအခုလိုတတိပေးပါတယ်။လူတွေရဲ့အပြစ်မှန်သမျှအစော်ကားပြောဆိုတဲ့မှန်သမျှခွင့်လွတ်ခံရလိမ့်မယ်။တန်ရှင်းသောဝိညာဉ်တော်ကိုကဲ့ရဲ့စော်ကားပြောဆိုတယ်ဆိုရင်တော့ဘယ်တော့မှခွင့်လွတ်ခံရမှာမဟုတ်ဘူး။ထာဝရအပြစ်ရှိတယ်လို့ပြောရင်ဤကုန်းချုပ်လိုက်ပါတယ်ခင်ဗျာ။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။